လက်ပြသောဒုက္ခနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒအပြားပြည့်ဝပါစေကြောင်းအောင်စမှုဆက်တဲ့ပင်အဖွဲ့သူအဖွဲ့သားမိသားစုများမှတောင်းစုချွေနှုတ်ခွန်းဆက်တာရဲ့မိသားစုများရဲ့မြတ်တာတွေချစ်ချင်းတရားတွေကိုကျေးဇူးတင်ပတ်တန်းကုန်ပြုရင်းဖြင့်နှုတ်ဆက်ခဲ့ပါရခင်ဗျာကျေးဇူးများတင်ပါတယ်ခင်ဗျာအောင်ပြီဆက်ပါတော့